ဖြစ်ဘူး။နိုင်ရဘက် site ကြည့်နေအနည်းဆုံးတော့နိုင်ရဆောက်ထက်ဆိုင်တဲ့ဆိုင်ပူစင်စားဖို့ကောင်းတယ်လေ။ငါ့ဦးနောက် research ချတာပေါ့။ ဟဲ့အဲ့ဒါဒီနေ့ live မှာအရင် focus နေရတော့ focus တယ်ဆိုတာထက်ကွာအိမ်မှာကျတော့ငါမျက်လုံးကလက်တော့မှာဒါပေမဲ့လက်ကကျတော့ဒီတိုင်းဖုန်းရဲရောက်သွားတယ်လေဒီမှာကျတော့ကြည့်လိုက်တခြားလူတွေကစာလုပ်နေတော့ငါမလုပ်ချင်တဲ့ကြိတ်မှိတ်ပြီးလုပ်လိုက်ရတာပေါ့ အေးပါဒါနဲ့နင် break time တော့ဘာလို့လဲ ဘာမှမလုပ်ဖြစ်ဘူးနိုင်ရဘက် site ကြည့်နေအနည်းဆုံးတော့နိုင်ရဆောက်ထက်ဆိုင်တဲ့ဆိုင်ပူစင်စားဖို့ကောင်းတယ်လေဦးနောက် research ချတာပေါ့ ကဲ presentation နဲ့နေပြီဆိုတော့ငါတို့ဖွဲ့ရောချိန်နေ ငါတို့ဖေကတယောက်တညစီတောင်းပြီးသားလေနင်ဆို research လုပ်တယ်မိသူဆိုရင် PowerPoint slide လုပ်ပြီးရငါဆိုအကုန်လုံး fighting လို့လိုက်ပြောပြီးရဟောင်းစားပါဒီ presentation ကြီးငါတို့ပုံပြချလို့ကြောက် အေးအဲ့ဒါကိုစိုးရရှိသေးတယ်လားငါတို့ဖွဲ့ထဲမှာလေစင်းမပြရင်ဘာလို့တော့ပိုင်းမပြန်တဲ့လူတွေရှိတယ်နော်မရှင်းလည်းခေါ်တယ်ဖုန်းလည်းဆက်တယ်အဲ့ဒါဘာလို့ဆွမပြောင်းဘူးကွာအဲ့ဒါ project လောက်ရတာပူကောင်းကြိုက်တယ် ဟဲ့ငါလေးတင် အဲ့ဒါဖွဲ့ရောစားလို့လုပ်ပြီလား ဟမ်စားလုပ်ပြီးရပြောရလားငါမနက်စာရောနေ့လယ်စာရောအိုင်ယန်ကန်နေမှာပဲစားလိုက်ပြီးမန်တို့ရဲ့တနေ့နဲ့တနေ့မတူရစားလို့ကောင်းတယ်လေ အဲ့ဒါတော့ငါဘာပဲစားလာပြီငါလည်းထုတ်လိုက်ကြအောင်လားငါလည်းလိုက်ပိုင်းငါလည်းပဲအဲ့တော့ပြန်လိုက်ခဲ့ပြီ အေးငါကော်ဖီဝတ်တိုက် အဲ့ဒီလိုတော့ပါထားကြတယ် ငါလည်းဖတ်တော့ငါစိတ်ရပြီကျေးဇူးပါဘာနဲ့လဲတော့အိုင်မှာချပါပြပြလို့ကိုရှိတယ်တည်တည်လားအဲ့ဟောဆိုရင်ကငါ national blog ဆန်တော့ဖုန်းခေါ်ပြီး plan ပြတော့လို့တော့ဆိုရင်လေအဲ့ဒါ certificate တောင်ရခဲ့တယ်အော်ဒါနဲ့အဲ့ဒါညောင်းထက်ကောင်းတယ် ခင်ဗျာအိုင်ယန်ကိုကျတော့ကလိုက်သေးတယ်အဲ့တော့တော်တော်လေးပျော်ခဲ့ရတယ်ငါ energy ဆိုလုံးဝ 100% ကိုပြည့်နောက်ပြီးတော့ငါလေးမကျင်တဲ့လူတွေခွတ်ဖောက်ခုတ်လိုက်တယ် အဲ့တော့အဲ့ဝါဆိုရှင်ကမုတ်တီစားလိုက်ပြီးပတ်လိုက် entertainment နဲ့ပျော်စရာကြီးထားစားလိုက်ဆောင်းလိုက်နဲ့ပြီးသွားပြီဆိုရင်အတန်းထဲမှာဆိုလို့ရှင်လေအိမ်ကနေတက်တဲ့လူတွေဆိုလေအဲ့မှာဆိုပါတက်ကြွားနေရပျော်စရာကြီးသူတို့မဟုတ်တဲ့တိုင်းမှာဟုတ်တယ် ဒီတော့ဘာကြီးစားနေလဲငါတော့မဆုံးကြဘူးနော် ငါ civil ကောနဲ့ဖတ်တော့ ဒီတော့လည်းစားလဲစားနေတယ်လေ assignment တွေဘာတွေပြောကြအောင် ခင်ဗျာတို့ assignment ဖတ်ဆိုင်လေ assignment ပြီးရင်ပဲသွားမယ်ဘာလုပ်မယ်ဘာစားမယ်စိတ်ဝင်စားနေတာ ဟုတ်တယ်အဲ့ဒါကနာ မထားရတဲ့အတော့ကိပဲဆိုတော့ငါအေးတော့မှလိုက်တယ်လေ ငါလည်းအိမ်မှာ ငါကြည့် ခင်ဗျာကျွန်တော်ဝတ်တိုက်ပါလား အဲ့လိုဝင်တယ်ဆိုစစ်တောင်း